Okay ကျွန်တော်တို့ဒီနေ့ဖြစ်နိုင်တာတစ်ခွက်တုံးလေးနော်ဒီနေ့တုံး4 5 6 9 10 9ဝယ်ပေးပါနော်6နေရှိဒီမှာလဲတုံးနေ့တုံး4 5 6 9 10 9ဝယ်ပေးပါနော်ဒီယခုချိန်နော်ကျွန်တော်တို့ဒီ6နဲ့8ဘယ်လိုရခဲ့လဲဒီမူချိန်ဘယ်လိုထွက်လဲပေါ့နော်โอเคကျွန်တော်တို့6နဲ့8ကနှစ်ခွက်ကျော်ဒီ6နဲ့8ကနေတလုံးနဲ့ပေါ့နှစ်ခွက်ကျော်မှာ6ခုနဲ့မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာ26ဆိုပြီးထွက်လာတယ်နော်26ဆိုပြီးထွက်လာပြီးတော့ကျွန်တော်တို့ကဒီထွက်ထားပြီးတော့ဒီတုံး4 5 6 9 10 13က6မှာ6နဲ့8ဆိုပြီးထွက်လာတယ်နော်အဲ့မှာကျွန်တော်လိုက်ကြည့်တော့ကျတော့တကယ်ဆိုရင်6နဲ့8နဲ့8 6နဲ့8ဆိုပြီးထွက်လိုက်တာနော်ကျွန်တော်တို့ယခုချိန်မှာရောဆိုတော့ကျွန်တော်တို့ကကျွန်တော်လိုက်ကြည့်လိုက်တာပေါ့နော်တူတာတွေလိုက်ကြည့်လိုက်တဲ့ချိန်မှာကျွန်တော်ဘာတော့တွေ့လဲဆိုရင်ဒီမှာနှစ်ချိန်တန်းမှာ4တစ်တွေ့ရတယ်8ခွန်တုံးတွေ့ရတယ်39တစ်3ခုပေါ့နော်4ခွန်8တစ်နဲ့တွေ့တယ်အဲ့ဘယ်လိုတော့ဆိုတော့ကျွန်တော်တို့tennis တုံးဝဲချပါနော်ဒီတော့4 5 6 9 10 11 12 13 13ကိုချမှာကျွန်တော်တို့ဒီမှာအဲ့ချိန်မှာကျွန်တော်လိုက်ကြည့်တော့ဆောနာကဏ္ဍနေပါပဲเนาะကျွန်တော်4ကြိမ်ရ3ခွန်အဲ့ကဏ္ဍနေရတဲ့အချိန်မှာကျွန်တော်တို့ဘယ်ကဏ္ဍထွက်နိုင်လဲပေါ့เนาะ6နဲ့8လို့မျိုးဆိုရင်ကျွန်တော်တို့တူရတဲ့တစ်ဘက်ကတော့ထွက်မှာပေါ့ထွက်မယ်ဆိုတော့ကျွန်တော်လိုက်ကြည့်လိုက်တဲ့အချိန်မှာဒီမှာအရင်ဆုံးကြည့်လိုက်မယ်နော်ဟုတ်ပြီဒီမှာ6နှစ်အောက်မှာ6နှစ်အောက်မှာဒီမှာကျွန်တော်တို့ခွန်ဆိုပြီးရှိရင်နော်6နှစ်ခွန်โอเค6နှစ်ခွန်6နှစ်ခွန်ကျွန်တော်တို့6နှစ်ခွန်ဆိုဒီမှာတော့ဒီမှာလေသူ့ရှိမှာကျွန်တော်တို့ကဝမ်းနေမလားကွာဟုတ်ကဲ့ဒီမှာ6နှစ်ခွန်ရှေ့မှာဆက်ကွက်ချမှာရှေ့မှာ6နှစ်ခွန်ဒီမှာကျ6နှစ်ခွန်ဒါနောက်ပိတ်ကနေအောက်ကိုခွန်အားကျတော့ရှေ့လဲတာတုံးလုံးเนาะအဲ့မှာဆိုရင်ကျွန်တော်ဒီတိုင်းကြည့်လိုက်တဲ့ချိန်မှာတူတာကိုကြည့်လိုက်တဲ့ချိန်မှာဒီမှာတွန်းတူရဒီတင်ပါเนาะဒီတင်ပါရေဒီမှာနောက်လဲတိုင်းတင်ပါဆိုတော့တူအဲ့မှာဒီလာထွက်မှာပါเนาะဒီလာဆိုတော့ကျွန်တော်တို့ဒီတိုင်းကမိုင်းနေနဲ့တွေ့ကြတယ်ကျွန်တော်ဒီတွေ့ထားတာရှိတယ်တွေ့ထားရရှိရဆိုတော့ကျွန်တော်ဟုတ်ပြီနေတွေ့ထားတာကိုတစ်ချက်ကြည့်ကြည့်နော်ဒီ
ဒီမှာကျွန်တော်တို့ကတုံညတင်နေဒီတုံးလေးညတင်နေဒီတုံးလေးတုံညတင်နေဒီတုံးလေးနော်အဲ့မှာတုံညတင်နေလေးတုံးလေးကျွန်တော်ဒီမှာလေးပုံမှန်တိုင်းပဲနော်တုံညတင်နေဒီမှာတုံးလေးဒီကိုပေါ့နော်တုံးလေးအဲ့မှာကြည့်လိုက်တော့တမျိုးတွတ်တွေ့တာကအနည်းအတော့ခဲ့ပုံစံတွတ်တွေ့တာကျွန်တော်တို့လေးတုံညာလေးမှာဆိုရင်ကျွန်တော်တို့ဒီနေတုံလေးနော်ငါးကောင်ကနေတစ်နေတော့ငါးကောင်တစ်နေတော့ဆိုလေးတုံလေးဆိုရှိတယ်ဒီမှာလေဒီနေတုံလေးမှာဒီနေတုံဆိုဒီခွန်တုံမတွေ့ရတယ်ဒီခွန်တုံအဲ့လိုမျိုးတွေ့လိုက်မယ်ဆိုတော့လေအဲ့လိုရတယ်ဒီမှာ6နှစ်ရှိပေါ့နော်6နှစ်ရှိမှာဆိုရင်6နှစ်ရှိကိုကျွန်တော်6နှစ်ပြမှာကျွန်တော်6နှစ်ရှိကနေကျွန်တော်တို့လေးချုံနော်ဒီ6နှစ်ရှိထဲမှာ6နှစ်ရှိရလေးတစ်ခွက်ပေါ့နော်6နှစ်ရှိတော့မှာ4နဲ့ဆုံးမှာဆိုလို့တစ်ခွက်နှစ်ခွက်တွေ့တယ်နှစ်ခွက်တွေ့တဲ့ချိန်ကျတော့4နဲ့ဆုံးလာတဲ့တဲ့မှာတစ်ခွက်ကျော်မှာ26ဆိုပြီးထွက်လာတယ်နော်4ဆုံးရဲ့တဲ့ကျော်မှာ26ဆိုပြီးထွက်လာတယ်โอเคကျွန်တော်တို့ကအဲ့ဒါဆိုရင်ဒီ26လို့ပဲဒီချိန်မှာထွက်မှာလို့ကျွန်တော်တို့ကရှေ့တန်းမှာ4ဆုံးမှာ4ဆုံးလာကြတော့ဒီမှာ3နှစ်4နဲ့8ကိုလေးလည်းရှိတယ်တဝက်ကျော်ကြည့်လိုက်တဲ့ချိန်မှာ6နှစ်မှာတဲ့6နှစ်မှာဆိုတော့ကျွန်တော်တို့6နှစ်မှာတဲပဲမှာတဲပဲဖြစ်နိုင်လားမျိုးတွေ့လို့ရအောင်ပါဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီမှာတွေ့ကြည့်ရအောင်ဒီမှာ86ခွန်ပါနော်86ခွန်မှာတောင်းဆုံးက4ခွန်8နော်ဒီမှာ86ခွန်ဆိုတော့ဒီမှာတောင်းဆုံးက4ခွန်8နဲ့ထွက်နေလားတွေ့တယ်လည်းအများကြီးဖြစ်နေတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့တွေ့ကြည့်တာပုံစံရဆိုရင်ဒီပုံစံတိုင်းဆိုရဆိုရင်ပေါ့နော်ဒီမြင်ကွင်းရဆိုရင်ကျွန်တော်တို့ဒီခုနှစ်ကနေဒီမှာ286ဒီမှာ286ထွက်လိုက်ပြီနော်286ဒီမှာ286ဒီမှာ286ထွက်လိုက်တယ်ဟောဆိုရင်ဒီ၄ကပေါ့နော်၄ဘက်ထဲမှာဘာထွက်နိုင်လဲ၄က5ဘက်ပေါ့နော်ဆိုဒီ3ဘက်ထဲတော့ဘက်ကတော့ဒီ3ဘက်လာပြီဒီမှာတော့ဆိုကျွန်တော်တို့ကဒီ5ခွက်ဆိုရဲဒီ4တစ်နဲ့4တစ်လေးတော့ဒီမှာဒါတစ်ခွက်ပဲထားပါတော့ဒါကလည်း5ခွက်ပါနော်5ခွက်ဒီမှာ5ခွက်5ခွက်ရှိတယ်ဆိုတော့ဒီ5ခွက်ထဲကျွန်တော်တို့တစ်ခွက်တစ်ထုတ်ကျွန်တော်တို့အဲ့ချိန်မှာကြည့်လိုက်တော့38ခွန်လား38ခွန်ဆိုလည်းဒီမှာ38ခွန်နှစ်ချိန်ကြာအဲ့လိုထွန်းနေတော့ကျွန်တော်တွေးကြည့်ရပါတော့ဒီတိုင်းမှန်တဲ့ကြည့်ဒီမှာ38ခွန်နော်ဒီမှာရှေ့တဲ့ကြောက်နော်ရှစ်တဲ့6က
ဆိုအဲ့ဒါရင်ပြောတော့ဒီမှာကျွန်တော်တို့တောင်းကြည့်လိုက်မလားဒီကောင်းနေက3ခွက်ဒီမှာဆိုရင်ကျွန်တော်6ရှင်းနေနော်6ရှင်းနေဒီမှာ28ကြောင်းပြောင်းနေနော်6နေရှင်းဆိုပြီးထွက်တော့တယ်โอเคဟုတ်ပြီအဲ့မှာဆိုရင်ကျွန်တော်ဆုံးနာပြောရလို့9ချောင်းကြောင်းနေခွန်ဆိုတော့ခွန်နော်အဲ့တော့ကဒီမှာ4တက်တက်ဆိုတော့ရှေ့မှာ5တက်တက်နော်5တက်တက်ဒီမှာတက်တက်5နော်တက်တက်5ဆိုတော့ဒီချိန်မှာကျွန်တော်တို့4တက်တက်လည်းထိုးတယ်ပေါ့နော်4တက်တက်โอเค4တက်တက်အကုန်လုံးစိတ်မချဘူးကျွန်တော်ဒီ5ပေါ့နော်ဒီကွတ်တော့တစ်ခွက်တော့ဟိုနေချက်မနေ့ပြန်ပါနော်38ခွန်နဲ့48ခွန်တော့လည်းမတကယ်ကောင်းတယ်ဒီဒါပေမဲ့ကျွန်တော်ခုတနေ့ကပြောခဲ့တဲ့ဥစ္စာကမလွတ်တန်းကြည့်ရတယ်ကျွန်တော်38ခွန်နဲ့40ခွန်ဘယ်လိုတန်းဘယ်လိုကြည့်ရလဲဆိုတော့အကြောင်းပြန်ပြောပြရအောင်38ခွန်နဲ့40ခွန်ကျွန်တော်တော့40ခွန်ဘယ်လိုရနိုင်လဲဒီမှာ3နဲ့4တဲ့မှာတောင်းဆုံးမှာ3နဲ့4ထွက်တာနော်ဒီမှာ3ညတဲ့နဲ့မှာလည်းဒီမှာ3ညတဲ့နဲ့ထိုင်တယ်တောင်းဆုံးဒီဘက်မှာ3ညတဲ့နဲ့ဆိုပြီးထောင်းထွက်ထားတယ်နော်ဒီမှာဆိုရင်တောင်းဆုံးဒီမှာတောင်းဆက်တော့ဒီမှာကျွန်တော်တို့ဒီကောကလည်းထွက်မယ်ဒီကောကလည်းထွက်မယ်လို့ဒီမှာတော့ထိုင်ရမရှိဘူးဒါမှလည်းဒီမှာတော့ရှိခွန်ဆိုလို့ရှိနေတယ်အဲ့ဒါကြောင့်မို့လို့ဒီဘက်ကနည်းနည်းတော့ခုနှစ်ပြင်ကျွန်တော်ခမန်းစီဆိုဒီနေ့3ပြိတ်ပဲထွက်လာမနေ့4တက်တော့ထိုးထားပါတော့မနေ့ကစောစောတော့ထပ်ပြောပေးမယ်နော်ဒီနေ့တော့ကျွန်တော်တို့ဒီကျွန်တော်4တက်ပဲဒီကထားပြီးတော့ထိုးကြည့်လိုက်မယ်မနေ့ပြန်တော့တော့ကြောင်းမနော်ဟုတ်ကျေးဇူးပါမနေ့ပြန်မေရောတော့ပေါ့နော်အားပြလို့ကဒီတော့ချပေးမယ်ကျေးဇူးပါ